Hello Minglava. Minglava. Betul ya cek itu bukan saya. Alum soja, no. Ini alum iya, alum yang lelet. Nanti seselu, saya bukan saya. Nah, jadi sekarang kemarin ini madu yoshida, pemakai saya lebih kau tiba bahasa. Kalau jasa kacina karo. ထွေးမျိုးရကြအခန်းကြီး23ဖြစ်တယ်အဲ့ဒီ23မှာအခန်းငယ်20ကနေကျွန်တော်တို့26ကြီးအားလုံးအတူတူကဖတ်ဆက်ခြင်းနဲ့ထွေးမျိုးရကြအခန်းကြီး23အငယ်20ကနေ26အချင်းကိုအားလုံးအတူတူကဖတ်ကြရအောင်ယေရှုနာမနဲ့ဖတ်ခေါ်ပါရစေအားလုံးရှင်တင်ပြီလားဆရာကနားဆောင်မနော် Yeah, cuma aja kaji nasi tok angin nasi jisulo sudah akan alum duduk apa percaya om jisulo lagi nanti usahari lagi sini doa itu posisinya kami lagu jisulo masih beri Tuhan boleh sesuatu selalu nakalo analog misalnya Yesus Kristus ka dhammaတရားကတင်တော့အကြည့်ကိုရှုပ်တာဖွင့်ရပဲအဓိက
လူအစုံကတော့ဖယားတခင်ထံမှာလာပြီးတော့စုဝေးပြီးတော့ပွဲပြုပွဲချင်းဖြစ်တယ်ဆိုတော့ကိုဟဲ့ဘဲမှာကျွန်တော်တို့တွေ့ရှိတာဖြစ်ပါတယ်ဆိုတော့ဝက်ပြုရခြင်းနဲ့အထူးဟာဘယ်နှလုံးရှိတယ်ဆိုတော့ခုန25 24မှာပြောထားတယ်ဖယားတရားကိုထာဝရဖယားကိုဝက်ပြုရမယ်ဆိုရင်ဗာလေတိတ်မုံကူလကောင်ရီကူလကောင်ကောင်းကြည့်ပေးမယ်အနာယောဂကိုလည်းတိတ်အထက်နဲ့နောက်ယူပေးချက်လိုက်မယ်မြို့တော်သူမရှိကိုယ်ပြုတ်ချက်တော်သူမရှိနောက်ဆုံးမှာဗာလေတက်တန်ကိုငါဆုံးလင်းစေမယ်အင်္ဂလိပ်လိုတော့ I will allow you to live long life ဟာခါဒီကျွန်းဆန်ဆောင်ပြီးกันနန်တလိုက်တယ်ဆန်ဆောင်ပြီးกันနန်တလိုက်ဘွေပန်တဲ့ပတ်ချက်kana thang thatin nai pu mil ha na saki na kut na khiri boi pan na biak sia chun na ti le na rol kha chu na ka pek lai in chu khur khara na sathila ante pha thot tlaw ni num lai lo nang ma kha sao pi ka ta lai boi pa min thang ta se ko se amen di ne ma ane nge ho chin na ka ro ku tayau ka pyo da le aku ka a chin chin mya ro ဒီဟာကဓမ္မကျမ်းစာနဲ့နေမှာတလားလို့ချင်းအချင်းလို့ပြောရင်တော့ပို့ပြီးတော့ကောင်းမယ်တဲ့နော်ဒီနေရာလဲချင်းနေနော်ကျွန်တော်တို့ကဗမာဒီကကျွန်တော်တို့ပြောတာလဲဘာလိုမျိုးလဲပြန်တော့ချင်းလိုမျိုးဘာချင်းလဲဘာချင်းမှမရှိဘူးချင်းပဲရှိတယ်လို့ပြောမဟုတ်ဘူးအတူမျိုးပြောတာမတူချင်းမင်းနဲ့ချင်းမဟုတ်ဘူးမတူမင်းတဲ့ကမျိုးအဲ့ဒါအားလုံးကချင်းမဲမတူမျိုးမင်းတဲ့မျိုးဟာခါမျိုးထန်တလာမျိုးပဲရှိတယ်အများအားမတူချစ်မရှိဘူးမင်းတို့ချစ်မရှိဘူးအားလုံးကကျွန်တော်တို့ကချစ်လူမျိုးပဲဒါပေမဲ့မြို့ရီနာမယ်တွေပဲမင်းတို့ပြောတာလို့ဆရာကတော့စိတ်တူတူနဲ့တူတူပဲပြောတာကျွန်တော်မခွေချနဲ့လို့အဲ့ဒါဗမာစိတ်တယ်လေ the divine and rule ဆိုရကတော့ခွေပြီးမှတက်တက်အောင်ချုပ်စေချင်တာလူမျိုးကိုခွဲချက်တယောက်နဲ့တယောက်ဆိုင်တက်စေချင်တာလေအဲ့လိုမျိုးလေနေဝင်ခက်တဲ့ကအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချစ်ဒီကလေအဲ့ဒါကိုမသိလို့ဒီဟာခါချင်းကတော့ဒီမတူချင်းတွေကတော့ဆိုပြီးတော့လေစိတ်ထဲမှာတမျိုးဖြစ်တာဒါမှခရစ်တော်မှာတလုံးတော်တည်းဖြစ်တာမကပဲကျွန်တော်ချစ်မှလည်းအချင်းချင်းတွေကတလုံးတော်တည်းဖြစ်တယ်ဆိုတော့လေဒီနေ့အမှန်စကားပြောချင်တယ်ဆိုတော့ဒီမနေ့မှာကျွန်တော်တို့ခုနဖတ်သွားတဲ့ကျမ်းပိတ်တွေမှာဒီကျွတ်ပြောရအခန်းကြီး23 25 29ကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာဘာအကြောင်းကိုကြီးထားတယ်လဲဆိုတော့အခန်းကြီး20ကစတယ်အခန်းကြီး20မှာဗာလဲပညတ်တော်ရှင်ပါကိုပေးထားတယ်ဖယားနဲ့ထိတွေ့နာဖွင့်ရတယ်ဖယားနဲ့သူ့လူကိုဘယ်လိုဆက်မလဲဖယားနဲ့သူ့လူကိုဘယ်လိုပြောမလဲထိတွေ့မလဲဆိုရဟာကိုအခန်းကြီး20ကစတင်ပြီးတော့ရေးထားတယ်20နေ့မှာကိုဖယားကြောင့်တွေ့တဲ့ချိန်မှာအင်္ဂါနေတဲ့ချိန်မှာအမျိုးမျိုးချထားတယ်ဣသရေလလူမျိုးတွေကအကြီးအကျယ်ပွဲခုနှစ်မျိုးရှိတယ်အဲ့ဒီထဲမှာအကြီးမားဆုံးပွဲကနှစ်တမှာကျင်းပတဲ့ပွဲကပါပွဲလေဆိုတော့ထွက်မြောက်ရကျဲမှာရှိတယ်ဗာလဲပတ်တခါပွဲပေါ့နော် Passover ပတ်တခါပွဲအဲ့ဒါကပါလဲဆိုတော့အီဂျစ်ကျုံဘဝကလည်းလွတ်မြောက်တဲ့နေ့ကိုတနေ့မှတစ်ခါအမေရိကန်ကျင်းပါတယ်မမေ့နိုင်ဘူးဘာဖြစ်လို့လဲအီဂျစ်ကျုံဘဝကလည်းသူတို့လွတ်မြောက်တဲ့နေ့ကိုနှစ်တကျင်းပဖို့ဘုရားရှင်ကလည်းမှာထားတယ်ဒုတိယပွဲကပါလဲဆိုတော့ Pentecost လို့ခေါ်တယ် Pentecost ဆိုတာက50ပြည့်မြောက်ပေါ့နော်အဲ့ဒါ Jubilee တူတော့ဖြစ်တယ်လွတ်မြောက်တဲ့အကြောင်းဣသရေလလူမျိုးတွေလွတ်မြောက်တဲ့အကြောင်းပွဲကိုအဲ့ဒီပတ်တခါနေ့ကနဲ့အီဂျစ်ပြည်ကလည်းထွက်တဲ့နေ့ကလည်းနေ့50ပြည့်တဲ့ချိန်မှာနော်အဲ့ဒီနေ့မှာပွဲကိုလောက်ပြီးတော့ကြီးလောက်ခဲ့တယ်နံပါတ်3ပွဲကပါလဲဆိုတော့တေရောပွဲလို့ခေါ်တယ်တေရောပွဲဆိုတာကပါလဲဆိုတော့ဣသရေလလူမျိုးတွေအီဂျစ်ပြည်ကလည်းဂျူဘိုကလည်းလွတ်မြောက်တယ်လွတ်မြောက်ပြီးတော့ရပ်ပေါင်း50ပြည့်တဲ့ဘတ်ကိုပွဲလောက်တဲ့နေ့ကလည်းစတင်ပြီးတော့တေရောထူပြီးမှအဲ့ဒီတေကနာရာမြစ်ပေါ်နေစေအဲ့ဒီတေရောမှာဖယားတခင်နဲ့မောစေနဲ့စကားပြောပြီးတော့အားလုံးကိုတေရောမှာဆူပြီးတော့ဖယားတခင်ရဲ့စကားကိုမောစေကတည်းကပြောတဲ့အချာဖြစ်တယ်အဲ့ဒါကြောင့်ဣသရေလလူမျိုးတွေဟာမြစ်ပေါ်40ဖယားတခင်ကဘလူလာပြောဦးဆောင်ခဲ့တယ်လေဘလူကူညီမဆခဲ့တယ်လေမနေ့ကမာနာမုံကိုကြွေပြီးတော့ညနေတိုင်းငုံတာကိုကြွေလိုက်တယ်ပြီးတော့သူတို့တွားပြီးဆိုတော့ရှိကနဲ့နေချင်းကျရင်တိမ်နဲ့ဦးဆောင်တယ်ညကျရင်မင်းနဲ့ဦးဆောင်တယ်အဲ့ဒါလေးကိုဒီပုံလေးစတေးတော်ကဖယားတခင်နဲ့ကုကွယ်ချင်းဝဲပြုတ်ချင်းအမှုအဆောင်ချင်းကိုမမေ့ဖို့ရတဲ့ဒီတုံးပွေကိုအမေတန်တနစ်မှာကျင်းပခဲ့တယ်ကျန်တဲ့ကောက်ချက်ပွဲတော့နော်ပြီးတော့လွတ်မြောက်ရပွဲတော့နော်ပြီးတော့တပူမဟုတ်ပွဲတော့ကတော့တခါတလေမှနှစ်တကျင်းပတာမဟုတ်ဘဲနဲ့ဒီတုံးပွဲကတော့နှစ်တကျင်းပခဲ့တယ်ဒီဟာကကျွန်တော်ကျန်းစာကိုနဲ့ဣသရေလလူမျိုးတွေရဲ့အကြောင်းကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာ
အောက်တိုဘာလကအရန်ပို့ထူးချရလာဖြစ်တယ်ခရစ်စမတ်ကျရင်လည်းယေရှုခရစ်တော်အောက်တိုဘာလမှာမွေးဖွားကြောင်းကျွန်တော်သင်ပေးလိမ့်မယ်နော်ဒီအောက်တိုဘာလကဣသရေလလူမျိုးတွေကအရန်အရေးကြီးတယ်ဒီလကအရန်အရေးကြီးတယ်ဆိုတော့ရှင်ဘက်က9ရက်နဲ့က communion day လို့ကဘာကတတ်မှတ်ထားတယ်ဒီလောကဘာပေါ်မှာရှိတဲ့ခရိယန်ကြီးအားလုံးကပွဲတော်မင်္ဂလာနဲ့လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်အောက်တိုဘာလ9ရက်နေ့မှာတကဘာလုံးမှာရှိတဲ့အသင်းတော်အားလုံးကပွဲတော်မင်္ဂလာကိုသုံးဆောင်ကြတယ်နော်ပထမပတ်ဖြစ်လို့မဟုတ်ဘူးအောက်တိုဘာလ9ရက်နေ့ကခရိယန်ဖြစ်ပြီးဆိုတော့ယေရှုခရစ်တော်အသွေးတော်နဲ့ပူခန္ဓာကိုအောက်မဲ့တရီသားဆိုဖြစ်အတူတူကသုံးဆောင်ရအောင်ဆိုပြီးမှအဲ့ဒီ pass over ပေါ့နော်ဣသရေလလူမျိုးတွေယေရှုကျုံဘဝကနဲ့လွတ်မြောက်ပြီးတော့သူတကယ်တွေ့ရသူတို့လွတ်မြောက်ကြတယ်ကျွန်တော်တို့ကတော့ယေရှုခရစ်တော်ကုခန္ဓာနဲ့အတွေ့အကြုံကျွန်တော်လွတ်မြောက်တဲ့အကြောင်းကိုဘာဘယ်လိုလဲလည်းကိုမင်းရင်ဘက်ကငါရတဲ့တို့တက်မှတ်ထားတယ်ဒီတစ်ဘက်က7ရက်ကပါလဲဆိုတော့အတင်းတော်တွေမှာဥဆောင်သူပါစတာတွေသူချင်းပေါ့နော်သူတို့ကို appreciate တယ်လို့ခေါ်တယ်ဘာလဲချီမျိုးတွေပွဲပေါ့နော်ကျေးဇူးတင်စကားပြောတွေပွဲပေါ့နော်ကျွန်တော်တို့မှာပါစတာမရှိလို့တကယ်လို့ဒီနေ့မှာပါစတာကျွန်တော်ဒီကတင်းတော်မှာရှိခဲ့မယ်ဆိုတော့အဲ့ဒီပါစတာကိုကျွန်တော်တို့ကလက်ဆောင်ပေးဖို့ပါစီတွေပေးဖို့နဲ့ဖြစ်တယ်နော်ဒီနေ့ကတကဘာလုံးခရီးရနေကတတ်ထားတာဖြစ်တယ်လာမယ့်အပတ်ကတော့ဘာပဲလဲဆိုတော့ဒီက mission day world mission day ဖြစ်တယ်တာသနာပြုတဲ့နေရာတိုင်းမှာတာသနာပြုတဲ့လူတွေပဲဆုတောင်းပေးဖို့ world mission day ဖြစ်တယ်နောက်တစ်ပတ်လဲအဖြစ်နာနေဆိုတော့အဲ့ဒါတာသနာပြုခြင်းကိစ္စနဲ့ပတ်သက်ပြီးတော့အရှိရှိဖြစ်တယ်အောက်တိုဘာလဟာနေထူနေမြတ်လာထူလာမြတ်ဖြစ်တယ်ဆိုတော့ကိုလေဒီဣတရေလလူမျိုးတွေနဲ့ဒီ exodus ထဲမှာကျွန်တော်တွေ့တာကိုကျွန်တော်တွေ့ခဲ့တယ်ရှာမေတ္တာပြောရဟာဘောရီတို့ပထမဆာဆိုအခန်းကြီးတဲ့ဆဲငယ်တစ်စမှာရေးထားတယ်ဣတရေလရဲ့လမ်းကြောင်းဣတရေလရဲ့လုတ်ပုံကံပုံဣတရေလလူမျိုးကိုဘုရားသခင်ကဥဆောင်အရာအလုံးဟာကျွန်တော်တို့အဆုံးကြည့်သူတာတမီးတွေပဲပုံဥပမာဖြစ်တယ်ဆိုရကိုရှင်ဘောလုကကျွန်တော်ပြောထားတယ်ဒီဣတရေလလူမျိုးတွေလောက်တဲ့အတိုင်းပဲကျွန်တော်လောက်မယ်ဆိုတော့ဟာမဟုတ်ဘူးနော်သူတို့ဘလူလောက်ပြီးတော့ဘလူနဲ့ထားပြီးတော့ဘလူဖြစ်တဲ့အချိန်မှာဘုရားသခင်ကဖြစ်တွေ့ခဲ့တယ်ဘုရားသခင်ကချင်းချအားမင်းကလာသူတို့ဘယ်လိုပေးခဲ့တယ်ဆိုရဟာမျိုးကကျွန်တော်ပုံဥပမာဓာတ်ပုံလို့ကျွန်တော်ကြည့်ရမယ်မှန်လို့ကြည့်ရမယ်ဣတရေလလူမျိုးတွေကြောင့်ဖြစ်တယ်ဆိုတော့ကိုဆရာလေးငယ်ပြောချင်တယ်ဆိုတော့အဒီမှာဘာပြောလဲဆိုတော့ဘာဖြစ်လို့ဘုရားကိုကြောက်မလာရမလဲဘုရားဝတ်ပြုခြင်းအကျိုးကျေးဇူးကဒီဟာတွေဖြစ်တယ်ဆိုဘာဖြစ်လို့ကျွန်တော်တို့ကိုတက်တွင်းရမလဲဘာဖြစ်လို့မတ်တဆိတ်ရှိအောင်ကျွန်တော်တို့ကိုဝေမြဲရမလဲတယောက်နဲ့တော့ကြီးစုရမလဲဒီဟာတွေကိုဖြစ်ဖို့ရဘာဖြစ်လို့ကျွန်တော်တို့ဘုရားကြောက်လာဖို့လိုရတယ်ဆိုတော့ကိုမဲဖို့ဘာဖြစ်လို့လာတယ်လဲဘယ်လိုလာခဲ့တယ်လဲဘာကြောက်လာခဲ့တယ်လဲဆိုတော့ကိုမဲရှင်းရှင်းဒီနည်းကိုလည်းဖြစ်လို့နော်ကျွန်တော်မပိုင်လူနေမှာဆိုလို့ကျွန်တော်ကအခမ်းအနားမှုဖြစ်လို့ကျွန်တော်ကအထုပ်ထွေးကိုဆူတောင်းဆောင်တဲ့သူမဲ့သူဖြစ်လို့ကျွန်တော်က prayer worship ဘောဆောင်တဲ့သူဖြစ်လို့အဲ့ဒါဆိုလာခဲ့တယ်ဘာကြောင့်ဒီဘုရားကြောင့်ကိုလာခဲ့တယ်လဲဘာဖြစ်လို့ဒီတင်းကိုနေမှာလာပြီးတော့စုဝေးခဲ့တယ်လဲဘာဖြစ်လို့ဒီတင်းကိုနေမှာဒီဘုရားကြောင့်ကိုလာပြီးတော့ကျွန်တော်တို့ကဘုရားသခင်ကို focus မလုပ်ဘဲနဲ့ကျွန်တော်ရဲ့နော်အချိန်ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ရဲ့အတင်းတော်ကို focus လုပ်နေမယ်ဆိုရင်အဲ့ဒါဘုရားလူတော်မရှိဘူးဒီဝတ်ပြုကူကွယ်ခြင်းကဘာဖြစ်လို့လာတယ်လဲဆိုတော့လူတိုင်းကအမျိုးမျိုးတော့ဖြစ်ကြတာပေါ့နော်ဝတ်ပြုကူကွယ်ခြင်းဖြစ်စေပေါ့နော်လူတိုင်းကအမေရိကန်ခုဖြစ်ရှင်ချက်နဲ့ပေါ့နော်အကြောင်းပြချက်ကတော့အများကြီးရှိပါဘူးကျွန်တော်ကျက်စာအကြောင်းမှာနေတဲ့ချိန်မှာပါစတာတယောက်ကသူ့သားကိုကျက်စာတောင်းတက်စေချင်တာဘာဖြစ်လို့လဲသူ့အဖေလည်းပါစတာဖြစ်တယ်ဆိုတော့လေသူ့သားကိုလည်းကျက်စာတောင်းတက်စေချင်တာပေါ့နော်ဒါပေမဲ့သူ့သားကလုံးဝကျက်စာတောင်းကိုမတက်ချင်ဘူးဘုရားမို့လို့ဆိုလည်းမဆောင်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့ပါစတာဘိုးကမလွယ်ဘူးလေနော်ဆရာလေးလိုပဲဆရာအဖေကပါစတာလေပါစတာဆိုတော့ကျွန်တော်စေကအောင်လုံးကအဖေလာစာက400အဲ့ဒီတော့ကစံတဲကကျွန်တော်တို့ထပ်တလာမှာ600ဖြစ်သွားတယ်ဘယ်လိုတက်ရှင်ပါလဲကျွန်တော်ညီကူမောင်နှမ9ယောက်အဖေနဲ့9ယောက်ဆိုတော့9ယောက်ပေါ့အဖေလာစာက450ပါစတာလာစာစံတဲက600မလွယ်ဘူးလေကျွန်တော်စေကအောင်တော့ကျွန်တော်ကျက်စာတော့တက်ချင်တာပေါ့ခေကအဖေကျွန်တော်ကျက်စာတောင်းတက်ပြီးတော့မှုတော်ဆောင်မယ်ဆိုတော့ကျွန်တော်ညီလေးတွေဘယ်လိုတောင်းတက်မှာလဲကျွန်တော်ပါစတာတော့မလုပ်ချင်ဘူးကျွန်တော်ကျောင်းဆရာကိုလဲကျောင်းဆရာတော်မဟုတ်လို့လာဝကထဲဝင်နေတယ်လာဝကတော့မဟုတ်လို့ထုတ်လိုက်ကြီးထဲဝင်မလို့ဟိုကူကြည့်တော့တစ်ခါပြီးနေပြန်သွားလိုက်ဒီဘွားကြီးအားလုံးကကျွန်တော်ဘာတကူမှကျွန်တော်ကိုကျူမပေးဘူးဖတ်ဖိုင်နဲ့မေးဖို့တဲ့
ခေါ်ကြည့်တယ်ကျူးမြင့်ကြည့်တယ်အဲ့လိုမျိုးကြီးပေါ့နော်ပြောချင်တာကဘာလဲဆိုတော့ဖျားကူမကြည့်ပဲနဲ့ဆိုတော့ပေါ့နော်ကိုမိသားစုကြီးကိုအတင်းတော့ကိုကြည့်တဲ့ချိန်မှာတစ်ခါတည်းလေးဝတ်နေတဲ့ချိန်အမှုတော်ကိုမဆောင်တဲ့ချိန်ဖျားเจ้าကိုမတက်ချိန်နဲ့စိတ်တဲ့မျိုးတွေတစ်ခါတည်းလေးပေါ်လာလိမ့်မယ်အဲ့ဒါနဲ့သူ့အဖေကသူ့တပ်ကိုခေါ်လာပြီးတော့ကျက်စာเจ้าကိုလာခေါ်ပြီးတော့အဲ့ဒီကျက်စာเจ้าမှာဆီယမချောလေးတယောက်ရှိအာလာကျက်ပါကျူဆူလိုက်လာနေအော်ကုန်းအပြင်စင်ပဲဘာညာဒီပေါ့နော်လက်ဖိတ်တဲတဲ့ပါလေနဲ့ချုပ်ခတ်တဲ့မှာအဲ့ဒီကျက်စာเจ้าကဆီယမချောလေးကကျူဆူလာတဲ့ချိန်မှာအင်ပြန်ပြီးမှဖင်မနေ့ဖင်ကလည်းကျွန်တော်ကျက်စာเจ้าတက်တော့နေတယ်ဒီသားကပြောတယ်ဟာတချင်လုံးကျက်စာเจ้าတက်ခတ်တာမင်းကမတက်ချင်နေဘာဖြစ်လို့ဒီနေ့နဲ့ကြာမှကျက်စာเจ้าတက်မလို့ဆုံးဖြစ်တာလေဟုတ်တယ်အခုတော့ပဲဖျားတာကျဲတယ်ဖျားတဲ့ကကျွန်တော်ကိုခေါ်တယ်ကျက်စာเจ้าတက်ဖို့လို့ပြောတယ်ဒါနဲ့ဖောင်ဒီယူပြီးမှဖောင်ပြီးတော့ကြောင်းပြန်တဲ့ချိန်မှာအဲ့ဒီဆရာမကရုပ်ချက်ရပြီးသားအဲ့ဒီဆရာမလေရုပ်ချက်ရပြီးသားဆိုတော့သူတပတ်လောက်ကြောက်တက်ပြီးမှသူတည်လာဩဆရာမကရုပ်ချက်ရပြီးဆိုပြီးနောက်တစ်ခါအိမ်ပြန်တော့ဖေးကျွန်တော်ကျက်စာကြောင်းမတက်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကကျွန်တော်ကိုအမှုတော်ထောင်းဆောင်ပေးမှာအမှုတော်ဆောင်ဖို့ကျွန်တော်ကိုမခေါ်ဘူးထင်တယ်တပတ်တော့ကျက်စာကြောင်းတက်တယ်နဲ့လုံးဝကိုမဖြစ်နိုင်ဘူးဆိုတော့အဲ့ဒါကျက်စာကြောင်းနဲ့ပြန်ထွက်တယ်လို့ပြောတယ်ပြောချင်တာကဘာလဲကျွန်တော်ဘာဖြစ်လို့ဘုရားကြောင်းကိုလာတယ်လဲသူငင်းနဲ့တွေ့ချင်လို့လားနော်ဟုတ်တယ်နော်ဘာဖြစ်လို့ဘုရားချစ်လို့ပို့လာတယ်လဲတနည်းကိုလည်းဖြစ်လို့လာတယ်လားကိုဆုတ်ဖက်ဖို့ဒီနေ့မေခွတ်ထုတ်ဖို့ရှာပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ကျမတို့ကပါလို့ရှိတယ်ဆိုတော့ဘုံဘုရားကြောင်းကိုလာတဲ့ချိန်မှာဘုရားသခင်ရဲ့အတိုင်ကိုကြောက်လို့လေအဲ့ဒီဘုရားသခင်ကကျွန်တော်တို့ကိုမောဆက်လူအာဗြဟံလူဒေးဗစ်လူစကားမပြောတော့ဘူးနော် prophet နဲ့လည်းစကားမပြောတော့ဘူးဒီဓမ္မကျမ်းစာပြီးဆုံးစွာရေးထားပြီးသားဖြစ်တဲ့တော့လုံးဝဓမ္မကျမ်းစာမှာဖတ်ဖို့ဆိုရင်တော့ဘုရားသခင်အတိုင်ကျမ်းလာမှာဆုတောင်းရင်းနဲ့ဘုရားသခင်အတိုင်ကျမ်းလာတယ်ဒါပေမဲ့ဒီအတိုင်ဟာတကယ်ဘုရားအတိုင်ဖြစ်လာမှာဖြစ်ဘူးလားဆိုတော့ဓမ္မကျမ်းစာနဲ့အမြဲတမ်းချိန်ခဲ့ပြီးတော့ရတယ်အဲ့မယူပါယုံနဲ့ဘုရားသခင်ပြင်လာတယ်ဒါပေမဲ့ဒီအဲ့မယူပါယုံဟာဓမ္မကျမ်းစာနဲ့ကြိတ်ညီသလားကျွန်တော်အဲ့မခဲ့တဲ့ဟာကဓမ္မကျမ်းစာနဲ့ကြိတ်ညီသလားဆိုတော့အမြဲတမ်းကျွန်တော်တို့ကျမ်းစာဖတ်ဖို့စာတန်ကအမြဲတမ်းရင်လေတက်တဲ့စာတန်ဖြစ်တယ်သူမြောက်အမြဲတမ်းတွေးဆောင်တဲ့စာတန်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကမပြောနဲ့ယေရှုခရစ်တော်ကပြောရတယ်ယေရှုခရစ်တော်ခမရဘုရားသားတကယ်ဖြစ်သလားတကယ်ဘုရားသားဖြစ်တယ်ဆိုတော့နော်ဒီကြောင့်တို့ကြီးကိုမုတ်ဖြစ်စေလိုက်ပါလားဓမ္မမို့နော်ဒီလောကမှာရှိတဲ့ဥစ္စာရှိချင်းတွေငါပိုင်နေအကုန်လုံးငါပိုင်နေနော်ငါကူဘုံမျိုးမယ်ဆိုတော့နေမှာအကုန်လုံးပေးမယ်ယေရှုကတော့သူတည်တာပေါ့စာတမန်ကတချင်းလုံးလူတွေပဲဒီလောကမှာရှိတဲ့အရာအလုံးကကျွန်တော်အဖေကဖန်ရှင်းပြီးတော့ကျွန်တော်အဖေကဖန်တာအုပ်စုတယ်ဆိုတာယေရှုခရစ်တော်ကောင်းကောင်းသိတယ်ကျွန်တော်တို့ကြတော့မတိကျဘူးလေအစာတုံးရဲ့ဆောင်ကြောခြင်းတွေကခံစားရမယ်ဆိုရင်တော့စာဆောင်ကိုကျွန်တော်တို့သိချင်ပြီလေဟုတ်တယ်မဟုတ်လားနာခံမရှင်တော့ obedient နော်နိချမရှင်တော့ကောင်းခြင်းတွေကခံစားရမယ်အလောက်ကောင်းရမယ်နော်ဒီဟာတွေကစာတမန်ထံကလာတခါတလေစာတမန်ကအဲ့လိုကျွန်တော်ကိုလင်းနေပြီးတော့ထိတ်ဖြတ်ပြီးကျွန်တော်တို့ကိုဓမ္မကျမ်းစာနဲ့လွှဲအောင်အဲ့လိုမျိုးတွေရတယ်ဆိုတော့ဒီဖခင်ရဲ့ဝတ္ထုချက်မှာဖခင်ရဲ့အတိုင်ကိုကြမယ်နှုတ်ကပတ်တော်ကိုနားလေလာတဲ့ချိန်မှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ဆူလာတဲ့ချိန်မှာဖခင်ရဲ့နှုတ်ကပတ်တော်တရားဟောတော်ကိုနားထောင်လာတဲ့ချိန်မှာကျွန်တော်အသက်တာမှာတိဆောက်ဆရာကြီးများရှိတယ်နံပါတ်1ကပါလဲဆိုတော့တင်ရမုန်းနေရှိကိုသူ့ပေါ်စေတယ်ကောင်းချီးပေးမယ်ဟာလေလုယာရတဲ့တိုင်ရုပ်ကုန်ကြည့်ပါစေကျမ်းစာမှာအများကြီးကျွန်တော်တို့တွေ့ခဲ့တယ်နော်တို့တခုပြောမယ်ဆိုတော့ဘိုးဓမ္မဟောင်းဓမ္မကျမ်းတစ်ထဲမှာယေရှုခရစ်တော်ကလူတွေကိုခေါ်ပြီးမှအယုတ်လူကြီးတွေပေါ့နော်ကြောက်ကြတွေမှာလုံငါထောက်သူတို့အမျိုးတည်းတမီးတွေမှာပါဘူးသူတို့သားသမီးတွေမှာပါဘူးနော်အားလုံးပေါ့ဆိုတော့ကိုလုံးမတောင်းလို့ဖြစ်မှာဒီလူတွေကိုဖယေရှုခရစ်တော်စကားကိုနားထောင်တဲ့ချိန်မှာသူတို့အိမ်မပြည့်ချင်းတော့ဘူးအမေတယေရှုခရစ်တော်လာမှနေချင်းအဲ့ဒီချိန်မှာညနေဆောင်လာတဲ့ချိန်မှာပိတ်စားလာယေရှုခရစ်တော်ကခေါ်တယ်ကဲအတပေတော့ဒီလူတွေကိုတခုခုကြွေးလိုက်ပါလားပြောလိုက်တဲ့ချိန်သူတို့ရဲ့ဘာသာထင်ကဘာပြောလဲဆိုတော့ကျွန်တော်တို့ကပိတ်စားတရားလေးရှိတယ်ကျွန်တော်တို့ပိတ်စားတရားလေးရှိဒီလူတွေအားလုံးကိုကြွေးဖို့ရဆိုတော့နော်အများကြီးလူပဲတယ်ကျွန်တော်တို့မှမကြွေးနိုင်ဘူး
ဒါတော့မကောက်ဘူးဒီနာမှာဒီလောက်လူများတဲ့လူတွေအတွက်အဆအဆကျွန်တော်တို့ဝေထုကြတယ်နေရလည်းမရှိဘူးဆိုင်လည်းမရှိဘူးပိတ်ဆိုင်လည်းမရှိဘူးပြောတယ်အဲ့ဒီချိန်မှာအန်ဒရုဆိုတဲ့လူကအန်ဒရုကတော်တော်ယေရှုခရစ်တော်ကခေါ်တဲ့ချိန်မှာလေအန်ဒရုကအရာကိုယေရှုခရစ်တော်ကိုဆက်ဝင်စားတယ်ယေရှုခရစ်တော်ဘာလို့လဲယေရှုခရစ်တော်ဘာသူတင်ပေးခဲ့တယ်လဲယေရှုခရစ်တော်ကကျွန်တော်တို့ကိုဘယ်လိုလုပ်ပေးခဲ့တယ်လဲဆိုတော့သူမျိုးကိုဘယ်လိုအနာဂတ်ချက်ခဲ့တယ်လဲသူမျိုးကိုဘယ်လိုသူတင်ပေးခဲ့တယ်ဆိုအန်ဒရုကသူကယေရှုခရစ်တော်နဲ့မထိတွေ့ခင်မှာသူဆက်ဝင်စားပြီးသူကယေရှုခရစ်တော်ကိုအတချင်းလို့အတူအကြောင်းကိုပဲတွေ့လာတဲ့ချိန်မှာသူ့ကိုဂီတာကတော့ခေါ်တယ်အန်ဒရုပိတာအကြောင်းကိုငါတော့ကောင်းတယ်ငါကိုခေါ်လာသူနောက်လဲမယ်ဆိုတော့အန်ဒရုကဘာတစ်ခုမှမငြင်းဘူးမငြင်းပဲနဲ့ယေရှုနဲ့ကိုချက်လိုက်လာတော့ဘာဖြစ်လို့လဲဆိုတော့ယေရှုအကြောင်းကိုသူမလိုက်ခင်မှာသူကောင်းလေးလာပြီးသားကိုအမှန်တရားဖြစ်တယ်ဆိုတော့သူကမငြင်းတဲ့အတွက်ယေရှုကိုနော်လိုက်တယ်ကျွန်တော်အဲ့ဒီချိန်မှာပြောတဲ့ချိန်မှာအန်ဒရုကချက်ချင်းချပြီးတော့ယေရှုခရစ်တော်ကဒီလူကိုကြွယ်ပါဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲသူကိုမရှင်းစားတော့ဘူးသူကတော့ပြီးမှနော်ဘာတခုခုမြပါတလားနေရောခမီထော်ရီပါတလားမူရီပါတလားသူလည်းရှာပြီးမှကလေးတယောက်ချင်းမှတော့တွေ့တယ်တဲ့ဗာလဲငါးနှစ်ကောင်နဲ့မုတ်ငါချက်ကိုတော့တွေ့တယ်တွေ့တော့အန်ဒရုကယူလာပြီးတော့ယေရှုခရစ်ထံမှာဒီဟာတွေကယေရှုခရစ်တော်ထံမှာခဏလေးဆိုတော့ဒီဟာဒီကိုယေရှုခရစ်တော်ကလူအားလုံးကိုကြွေးမွေးလာတယ်ဆိုတော့အန်ဒရုမှယုံကြည်ခြင်းရှိတယ်ဘာဖြစ်လို့လဲယေရှုခရစ်တော်ဟာဖခင်သခင်ရဲ့သားဖြစ်တယ်တေချင်းကိုအောင်မြင်တော်ဖခင်ဖြစ်တယ်အရာအလုံးကိုတဆွတ်တော်ဖခင်ဖြစ်တယ်နေရတကမှာရှိတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုယေရှုခရစ်တော်ကအသုံးပြုနေပြီဆိုတော့ဒီမှာရှိတဲ့လူတွေအားလုံးကိုအဝတ်ဆဆနိုင်နေဆိုတော့အန်ဒရုကယုံကြည်တယ်ဘာကိုယုံကြည်တယ်လဲမုတ်နဲ့ငါကိုယုံကြည်တာမဟုတ်ဘူးယေရှုကိုယုံကြည်တာဟာလေလုယာယေရှုကိုယုံကြည်တာဖြစ်တယ်ယူလာတဲ့ချိန်မှာယေရှုခရစ်တော်ကကျေးဇူးတော်ချီးမွမ်းပြီးမှပွင့်ပြလာတဲ့ချိန်မှာနော်ဒီမုတ်ငါချက်နဲ့ငါတစ်ကောင်လေးကလူ9ထောင်အကုန်လုံးစားတဲ့လူက2000လောက်ဖြစ်မှာပေါ့နော်အကုန်လုံးအဝတ်စားပြီးတော့မှအကျွန်းကျင်ကိုသူတို့ပြန်ဆုလာတဲ့ချိန်မှာဘယ်လောက်လဲ12,000ကျန်တယ်ကျက်ဆာမှာတော့မပါတော့ဘူးမနော်အဲ12,000ကိုဘယ်သူကယူမလို့ဖြစ်နေပန်းစင်ကိုပြန်ပေးမှာပေါ့ဟုတ်သူယူလာတော့က9နှစ်ကောင်နဲ့မုံငါချက်သူယူပြန်တဲ့ချိန်မှာတော့12,000နဲ့သူပြန်သွားတယ်ကျက်ဆာမှာတော့မပါဘူးအဲ့လိုမျိုးဓမ္မရဲ့သူပြချက်ဆိုတော့ဓမ္မဟောင်းကျက်မှာလဲဂျေရဖက်မှုဆိုမှအကြောင်းနဲ့ကျွန်တော်ကြည့်ရတယ်အေလိဆာနဲ့တွေ့တဲ့ချိန်မှာသူ့မုံလုံးတလုံးလေးနဲ့ရှီတပလင်းနဲ့က3နှစ်လုံးသူတို့စားကြတာပဲဒီမှာဆရာခွန်ပြချင်တာပါလဲဆိုတော့ဖယားကိုပုံမှန်ဝတ်ပြုမယ်ဖယားကိုပုံမှန်ချီးမွမ်းမယ်ဖယားကိုပုံမှန်ဆုတောင်းမယ်ဖယားထမအမေကစက္ကန့်နဲ့နေဆိုတော့ကျွန်တော်တို့မှာရှိတဲ့အရာလေးကိုဖယားသခင်ကကောင်းချီးမင်္ဂလာပေးပြီးတော့ကျွန်တော်တို့အတွက်လူလို့တော့အရာတွေဖြစ်စေတယ်ဟာလေလုယာကျွန်တော်တို့လူနေတယ်လူမပြောဘူးနော်ကျွန်တော်တို့ကရှေ့ဖူးတူကူလေးနေတယ်ကျွန်တော်တို့ဖယားကြောင့်ဘယ်လိုမှမလဲကျွန်တော်တို့ဆရာမတွေလက်ဆောင်ဘယ်လိုပေးမလဲ။အော်ကျွန်တော်တို့အတင်းတော်တွေမှာအတူပတ်တူကိုတာရင်နိုင်တွေ့ခဲ့ကျွန်တော်တို့ဘယ်လိုဖြစ်စေရမလဲဆိုတာလုံးဝမတွေ့နဲ့။ကျွန်တော်တို့ကုကွယ်တဲ့ဖယားဟာကျွန်တော်တို့ချင်းမွန်းတဲ့ဖယားဟာကျွန်တော်တို့ဝတ်ပြုနေတဲ့ဖယားဟာကောင်းကင်ရဲ့မင်းကြီးကိုဖန်ဆင်းပြီးတော့အရာအလုံးကိုပန်တောက်ဆိုတော့ဖယားဖြစ်နေဆိုတာပဲ။အဲ့ဒီမှာပဲစိတ်တော်ပြင်ကြပါ။အဲ့ဒီမှာပဲကျွန်တော်တို့တက်တွင်ကြရအောင်။အဲ့ဒီမှာပဲတယောက်နဲ့တယောက်တက်တွင်ကြရအောင်။ဖယားနဲ့ပဲကျွန်တော်တို့ထောက်မှပြီးတော့ကြည်စုပြီးတော့တယောက်နဲ့တယောက်ကိုမြင်ပါစားကြရအောင်တယောက်နဲ့တယောက်အားပေးကြပါအဲ့ဒါတော့စုဝေးခြင်းကိုလုံးဝမဆောင်လွှဲနဲ့ဝတ်ပြုခြင်းကိုလုံးဝမဆောင်လွှဲနဲ့ပြောတာကျွန်တော်တို့ရှိတာလေးကိုဖျက်တဲ့ကံတို့ပြုခြင်းကျွန်တော်တို့ရှိတာလေးကိုဖျက်တဲ့ကံတို့ပါစေခြင်းမင်္ဂလာဆောင်ပွဲမှာရီကိုစပီပြောင်းလဲစေတာမရှိတဲ့ဟာကိုမဟုတ်ဘူးနော်အဲ့ဒီမှာဗာလဲဘူးကဆက်နေဘူးရှိတယ်လို့ပြောတယ်အများကြီးယေရှုခရစ်တော်ကလောနာတယ်ဒါပေမဲ့ယေကိုစပစ်ကြီးကပြောင်းလဲစေတာနော်အယတာစီတော်စပစ်ကြီးကပြောင်းလဲစေတာအဲ့ဒါဆိုကျွန်တော်တို့မှာရှိနေတဲ့စံတိတ်လေးနဲ့နော်ပိတ်စံတရားနေရာလေးနဲ့ကျွန်တော်တို့အလုတ်ထက်ကရရှိလာတဲ့ကောင်းကြီးမင်္ဂလာလေးနဲ့ဘုရားသခင်ကကောင်းကြီးပေးပြီးတော့မကုန်နိုင်အောင်ဘုရားသခင်လောက်တာအဲ့ဒါကြောင့်ဝတ်ပြုခြင်းနဲ့အကျိုးကျေးဇူးဟာချီးမွမ်းခြင်းနဲ့အကျိုးကျေးဇူးဟာဒီနေ့ကိုနေနဲ့ဒီမှာလာပြီးတော့လက်မြောက်ပြီးတော့ချင်းစုပြီးတော့ကားတဲ့ခုနဟာအလကားမဟုတ်ဘူးဖယားရှိမှကျွန်တော်တို့ချီးမွမ်းကိုပြုဖို့ပဲခြင်းအကျိုးကျေးဇူးဟာကျွန်တော်တို့စားဖို့တော့ကိုရည်ခမင်းမုံပိုက်ဆံအိုင်ချီပလင်းအတွက်
ကောင်းခြင်းမင်္ဂလာရှိတယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်နံပါတ်2အနာယောဂငြိမ်စေမယ်ကျမ်းမာချင်းချမ်းသာခြင်းခံစားရလိမ့်မယ်ကြွယ်ရောသောအတ္တကိုခံစားရလိမ့်မယ်မိတ်ဆွေကြီးနဲ့ချေရုံမှာအများကြီးအလုံးမလုံးနိုင်တဲ့လူတွေအများကြီးရှိရှားမိတ်ကပြောတယ်ကျွန်တော်တို့ကောင်းခြင်းမင်္ဂလာခံစားနေတဲ့ချိန်မှာဖခင်ချစ်ချင်းမတ်တာခရုဏာတော်မတ်တာတော်နှစ်ဆခံစားနေရတဲ့ချိန်မှာမျက်စိနှလုံးမြင်တာနဲ့နားနှစ်ဖက်ကြားတာနဲ့လက်နှစ်ဖက်လှုပ်ရှားတာနဲ့ခြေနှစ်ဖက်လှုပ်ရှားတာနဲ့လောက်တာနဲ့တွာလာတဲ့လှုပ်ရှားတာတဲ့ချိန်မှာဖခင်ကိုပူပြီးတော့ဆက်ကကြရအောင်ဖခင်ကိုပူပြီးတော့ဝယ်ပေးကြရအောင်ဖခင်ကိုပူပြီးတော့ချီးမွမ်းကြရအောင်ဒီနေ့နဲ့တစ်ချိန်ချင်းကျွန်တော်ဖျားနာနဲ့နာနာနဲ့မတော်တဆဒါရဖြစ်ခဲ့ accident တွေဖြစ်နေတယ်အဲ့ဒါကြောင့်ဖခင်ကိုဝယ်ပေးနေမယ်ကိုကိုယ်နေမယ်ဆိုတော့ကျမ်းမှာချင်းချက်တာချင်းပဲမယ်တက်တဲ့အများကြီးရှိ30ဒီလိုလုံးနာဖြစ်တဲ့လူတွေကြမှာဟုတ်နော်စိတ်နဲ့ဒီလိုလုံးတွေ့ရှင်တော်မြို့တမီနဲ့ပြတ်ပြီးကြမှာရှင်ဒီနေ့ဘုရားသခင်ကအနာယောဂငြိမ်တဲ့ချင်းရှိတာရှိတယ်ဘုရားသခင်မပြောင်းလဲနိုင်ဘူးဒါပေမဲ့နမိတ်လက်ခံနိုင်နေဖြစ်ဘုံတော်ထင်ရှားဖို့ရအတွက်ဖြစ်တယ်နော်အဲ့ဒီကြမှာချက်တာချင်းကိုနော်အမိလိုလိုတုံးလို့မရဘူးဖျက်တဲ့ကောင်းစီပြပါစေဘုရားသခင်ကအနာယောဂငြိမ်တဲ့ပါစေဆိုတဲ့အမျိုးနဲ့အမိပေးလို့မရဘူးဘုရားအလိုလိုရှိမှတာလေနမိတ်လက်ခံတာဖြစ်သူ့ဘုံတော်ထင်ရှားဖို့ရအတွက်ဘုရားသခင်ဆုံးပြလာတယ်ဘုရားကကျွန်တော်တို့ယူပြီးတယ်နံပါတ်3လေးကပါလေတာသမီးတွေအင်မွေးတိဆန်နေအားလုံးမှာမြို့ချင်းတေချင်းမရှိဘူးကောင်းချီးပေးလာလိမ့်မယ်ကျွန်တော်တို့တာသမီးတွေပြတ်ပြီးကောင်းချီးပေးလာလိမ့်မယ်ဘုရားသခင်ထံမှာခံစားရတော့တာသမီးတွေဖြစ်တယ်အကောင်းဆုံးသောအမွေတွေဖြစ်တယ်အကြီးမြတ်ဆုံးသောကောင်းချီးမင်္ဂလာတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားကြောင့်ကိုလာတဲ့ချိန်မှာနော်ကလေးတွေပူရင်းနဲ့တချင်းဆူလာတဲ့ချိန်မှာနောက်ကျရင်လေကလေးတွေကတိတက်လာလိမ့်မယ်တုံးနေလောက်ကဘာမှမသိတဲ့ဘူးပြီးဒီပြီးနေတဲ့စေလုံးဝအဲ့လိုမနေနဲ့မကောင်းဘူးဖျားကြောင့်အဲ့လိုမနေနဲ့အဲ့လိုပြောရှာမလို့တမီးလာထိုင်တားလာထိုင်ဒီမှာဘယ်လိုတတ်တယ်မင်းတွေမှာဖြစ်တယ်တချင်းဆူတဲ့ချိန်မှာလည်းခုတ်ပြီးတယ်ဆရာဒီမှာအဲ့အဖေရတရားဟောတဲ့ချိန်မှာပါတကူမှစကားလည်းမပြောဘူးနော်အဲ့စိတ်ထားတယ်တဖြည်းဖြည်းနဲ့တားတမီးတွေကတိတာလိမ့်မယ်အော်ဖျားကြောင့်မှဆိုတော့အဲ့လိုနေရတယ်ဖျားကြောင့်မှဆိုတော့ဒီလိုဖြစ်နေရမှာလို့ဆိုတော့သူတို့မှတဖြည်းဖြည်းတိလာတယ်9နှစ်6နှစ်ခုနှစ်နှစ်ဆိုတော့ရှိလာပြီဆိုတော့ပုံမှန်တဲ့ဖျားကိုချစ်မှုတက်မယ်ကိုယ်ပွေတက်မယ်ဆုတောင်းတက်မယ်အဲ့ဒါကြောင့်တားသမီးတွေကိုကောင်းချင်မင်္ဂလာခံစားရုပ်ပွေတဲ့မိဘတွေကဖျားကိုပြုဖူလို့တယ်ဖျားအမှုတော်ဆောင်ဖူလို့တယ်ဖျားအတဲ့အသက်ရှင်ဖူလို့တယ်ပြီးတော့နောက်ဆုံးမှာလည်းဆုံးလင်းတော်အတ္တတန်ကြွရောတော်အတ္တတန်ကိုငါပေးလိုက်မယ်ပြောထားတယ်ယောဟန်ထဲမှာလည်းအများကြီးတွေ့ခဲ့တယ်ရောမထဲမှာလည်းအများကြီးတွေ့ခဲ့တယ်နော်ကျွန်တော်တို့ကနောက်ဆုံးဖယားရဲ့အတ္တရှိရအဓိကပဲဆိုတော့ကျွန်တော်ဟေဆရာထဲမှာပါတော့ဒီလိုမျိုးခံစားဖို့ရတယ်ဖယားရဲ့တာသမီးတွေဖယားရဲ့မိသားစုဖြစ်ဖို့အဓိကဖြစ်တယ်ဖယားမိသားစုကဘယ်လိုတက်ရှိခဲ့တယ်ဆိုတော့နံပါတ်2ဟာပါလဲဆိုတော့ honesty ဖြောင့်မချင်းတရားနဲ့တက်ရှိတယ်ကျွန်တော်အတင်းတော်မှာကျွန်တော်ခေါင်းဆောင်ဒီမှာအမျိုးသမီးလူငယ်အတင်းတော်အားလုံးအတင်းသူအတင်းသားပေါ်မှာအဓိကလူအစုံကတော့ဆရာတော်ဆုံးပြောချင်တာကဖြောင့်မချင်းတရားနဲ့တက်ရှိကြရအောင်ဖြောင့်မချင်းတရားကိုပထမဆုံးဆိုပေးရအောင်တရားနဲ့တရားဆက်တွေ့တဲ့ချိန်မှာအလောက်လောက်တဲ့ချိန်မှာအောက်ကထားတဲ့ထေစရာကြမှာနော်ပါလေနားလေမှုမလွှဲစေဘူးညာဖြောင့်မချင်းကိုကျွန်တော်အမင်းတန်ဦးဒီဘူးလို့လေဒုတိယမှာနာခံမှုဖြစ်မယ်နာခံမှုရှိရငါအောက်ကထားမယ်ငါကဒီဘူးပဲငါကမြို့တမျိုးဆောင်ပဲငါကဟောပဲငါ privacy ကိုဆောင်ပဲငါကြိုက်တဲ့ချင်းပဲရွေးမယ်ဆိုရအောင်လုံးဝမဖြစ်စေနော်မဖြစ်စေရဘူးတယောက်နဲ့တယောက်နာခံမှုအပြင်ချစ်ချစ်မတ်တာပြပြီးတော့အချင်းခုနအပေးကြပါတိုက်တွန်းကြပါ equality တယောက်နဲ့တယောက်တာတူဖြစ်တယ်ဘုရားသခင်ရှိမှကျွန်တော်တို့ဟာတာသမီးတွေဖြစ်တယ်။ယောက်ျားမိန်းမမခွဲခြားဘူး။ဘုရားရဲ့တာသမီးတွေဖြစ်တယ်။အလုံးအတူတူကဖြစ်တယ်။သူ့မှာဝိညာဉ်ပူကြည့်တာမဟုတ်ဘူး။သူ့မှာဝိညာဉ်ရဲ့တစ်ဖက်မှာသူကဟောတော့ဘယ်မဖြစ်ဘူး။နော်ဘုရားသခင်ပေးထားတဲ့ဝိညာဉ်တော်ဟာအတူတူပဲဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ပုံမှန်လုပ်ကြည့်တယ်။ကျွန်တော်တို့စိတ်ကဖူလို့လိုတယ်ဆိုရဟာကိုပဲကျွန်တော်စိတ်ထဲမှာထားပြီးတော့နော်အဓိကတော့ဆုံးတော့ပါလေကျွန်တော်မာစီနော်ချစ်ချစ်မတ်တာခယူတာမတ်တာနဲ့အမှုတော်ထဲမှာပါဝင်နေမယ်အမှုတော်ထဲမှာ
second နေမယ်ဖျားအတွက်တက်ရှင်နေမယ်ဆိုတော့ကျွန်တော်မိသားစုပဲကျွန်တော်အတင်းတော်ပဲဖျားတခင်ကကောင်းချစ်ပေးချင်တယ်ကျွန်တော်လက်ရှင်ဘဝအတွက်တတ်တာပဲအစာဖို့တော့အတွက်မပူစေမရအောင်ဖျားတခင်ကောင်းချစ်ပေးစေချင်တယ်တာသမီးတွေကိုကောင်းချစ်ပေးစေချင်တယ်ဒီမှာတော့ကျွန်တော်မလေးရှားမှာနေတော့အလုပ်လုပ်တာကျွန်တော်ကျော်မှာနေတော့ကမြို့မှာနေတော့ကဝတ်တီမွေးချက်တီမွေးညနှုတ်ဒီမွေးဒီဟာဒီအားလို့ကိုယ်ဖျားတခင်ကောင်းချစ်ပေးစေချင်တယ်ကောင်းချစ်ပေးမယ်လို့ပြောထားတယ်ပေးပြီးသားပြီးတော့ကျက်မှချမ်းသာခွင့်နော်ကျေတော်တော်တက်ကပေးမယ်နောက်ဆုံးမှာဒီလောကမှာတက်ရှင်တဲ့အချိန်မှာအသက်ကိုရှိစေတယ်အသက်ကိုဖြတ်မစင်နဲ့ဘာမှလူလည်းကောင်းတယ်နော်ဆုံလင်းစေမယ်အသက်တက်ကိုဆုံလင်းစေမယ်ဆိုတာကလူလေတဲ့မရှိအောင်ဒီလောကကိုကြိုလို့ချင်းမဟုတ်ဘူးနော်အင်္ဂလိပ်ကားကြီးနော်ပိတ်စာအဲ့ဒီမဟုတ်ဘူးနော်အသက်တာမှာဆုံလင်းစေမယ်ဖျားနဲ့မင်းကန်တွာလာလို့ချက်ဖို့ရတယ်ပြုံးစွန်ဖို့ဝတ်မြောက်ဖို့နော်ညင်တဲ့ဖို့ချမ်းသာဖို့ရတယ်ဖျားတခင်ပေးမယ်စုရကျွန်တော်ကိုပြထားတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဝိပုကုပ္ပခြင်းနဲ့အကျူကျေယူဖို့ကျွန်တော်မိသားစုအပေါ်မှာဘုရားကိုထံကိုခံတဲ့ကံနဲ့ပဲကျွန်တော်ကုကအပေါ်မှာကျွန်တော်ကြည့်တဲ့တဲ့ပေါ်မှာတည့်ရောက်ဖို့ရတယ်။နောက်ကပတ်တော်အားဖြင့်အရောက်ရှိကံကိုဘုရားကောင်းချီးပေးပါစေ။အားလုံးကျေးဇူးတင်နေဆရာတချင်းတဘောလို့ရွေးချယ်နေထိုက်တာလားဆိုတဲ့ချင်းကိုကျွန်တော်နောက်ဆုံးအနေနဲ့သိရှိကြအောင်အားလုံးဘုရားကောင်းချီးပေးပါစေ။အာမင်။ Sumasito Camero Chichimata Caritoy Kiyunaro Namataro when you know Piane Sinabia Puso Chindi Dinema with you by Chimon Fisu Began Huranto Ayoshita Poma Zanema Sayoka Kabaku Sundi Tayon Timmy Sibaseto